ဧကောင်းပြီဖယားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဓာယိကာမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတမ်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနွယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယေကာမဟောမလေးပါနောက်ကဥပဒကဥပတိကာမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမို့လားဗမာလူမျိုးတွေရဲ့ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေစီးသက်လာတယ်ဆိုတာသမိုင်းကြောင်းဖတ်တဲ့လူတွေသိမှာပေါ့နော်အဲ့ဒါလို့ဥပဒကဥပတိကာမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသိလားလုံရမယ်ဒါဗုဒ္ဓဘာသာဝင်အနေနဲ့၅ပါးသိလားလုံရ၅ပါးသိလားလုံမပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ကွယ်မှုပြည့်စုံဖြစ်နိုင်မယ်တဲ့ပြီးတော့၅ပါးသိလားလုံယုံနေမကဘူးဘုရားကိုကိုးကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရပ်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်နိုင်တယ်ယရနာဝင်ဖြစ်သွားဥပဒကယရနာဥပတိကာယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ္ထာရှိရနံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုခြင်းတရားရှိရနံပါတ်3ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟဲ့ပန်းသီးဖျားတင်လို့ရှိရင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေကလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားကြလို့နေချင်းညာချင်းကြီးပွားကြလို့ချင်းမင်ဆိုင်တဲ့အကျန်းအောင်လို့ကြံဆိုင်တဲ့နော်လေအဲ့ဒါလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသသာဥပဒကယေရနာတော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလှုပ်တာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနိုးနိုးဒီဟာဟုံနိုးနိုးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့ဘာလို့တော့ဆိုကြီးကိုကြီးသွားပြီးပရိစေရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာဆွဲတော်တောင်မှပဲ၄စုတရထဲဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော်အမျိုးကိုစုံနေတာပဲကြိုက်ထီးကိုလည်း6ခေါက်တက်ရင်3ခေါက်တက်ရင်တချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေ6ခေါက်ပဲကတော့မှာနော်ခုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေတာပဲအဲ့ဒါလို့တောင်မစဉ်းစားနိုင်အောင်ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံဖို့အမှန်တမ်းအရေးကြီးတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလုပ်တယ်လှူပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကျန်တဲ့နေရာမလှူဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှူတယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပြည့်ဥပဒကဥပတိကာမတော်ဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့